လူကြီးနှစ်ယောက်လာရင်ကလေးတစ်ယောက် free ရပြီးတော့ kids activity တွေလည်းစုံနေအောင်ရှိတဲ့အင်အားလေး hotel ထဲမှာ brunch buffet သွားစားခဲ့တဲ့ video လေးပဲဖြစ်ပါတယ်ရှင် Grace အခုရောက်နေတဲ့နေရာလေးကတော့အင်အားလေး hotel တွေကအင်အားလေး restaurant ပဲဖြစ်ပါတယ်ရှင်သူ့မှာလေပုံမှန်တနင်္ဂနွေနေ့တိုင်းမှာ Sunday brunch buffet ရှိတယ် Grace သွားတဲ့နေ့က Easter day နဲ့တိုက်နေတာမလို့ Easter brunch buffet လေးကို join ခဲ့ပါတယ်ရှင်အစားအသောက်အားလုံးကတော့တူတူပါပဲ decoration ကတော့ Easter day မှာ Easter theme လေးဖြစ်နေရပေါ့နော် buffet ဈေးနှုန်းလေးကတော့တစ်ယောက်ကို3,200,000မှာ Sunday တိုင်းမှာ Sunday brunch buffet ခင်းပါတယ်ရှင် buffet ထဲမှာ beverage က free flow ပါ swimming pool access လည်းပါပါတယ်ရှင်ပြီးတော့ kids corner activities လည်းပါတာမလို့ကလေးတွေအရန်ပျော်မဲ့နေရာတစ်ခု family gathering လုပ်လို့ကောင်းမဲ့နေရာတစ်ခုလို့ပြောပြရစီရှင် Grace အကြိုက်ဆုံးချက်ကတော့2ရက်ကြိုပြီး booking တင်မယ်ဆိုရင် 15% off ရတာပါပဲရှင် buffet အကြောင်းကို information sharing လုပ်ပေးပြီးသွားပြီဆိုတော့ Grace အခုအစားအသောက်အကြောင်းကိုပြောပါမယ်ရှင်အစားအသောက်ကလေ3,200,000ပဲပေးရတာ share plan နဲ့ကိုတန်တယ်လို့ပြောရပါမယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ Friday အရန်စုံလို့ပါအရန်ကိုစုံပါတယ်အမဲကျဝက်9ပစုံကနန်စုံနေအောင်ခင်းချင်းပြင်ဆင်ထားပြီးတော့အရာအတာကိုလည်းမျိုးစုံ variety မျိုးစုံကိုခင်းချင်းပြင်ဆင်ထားတာကိုတွေ့ခဲ့ရပါတယ်ရှင် Grace စားချင်တာလေးတို့နည်းနဲ့အားလုံးစုံအောင်ယူထားပြီးပြီဆိုတော့နောက်က live music band နဲ့တူ chilling လုပ်ရင်းနဲ့စားပါမယ်ရှင်ဒီမှာလေး Grace အကြိုက်ဆုံးက grey ကောင်တာပဲအမဲသားကိုကင်ထားတာကောင်းGrace ကမစားလို့သာမထည့်စားခဲ့တာသူများကြီးစားတာကြည့်ပြီးရမ်းသဘောကျတာ Grace ကတော့ဘယ်သားကင်နေဝက်သားကင်နေတအားကိုသဘောကျခဲ့တာအခု Grace စားနေဝက်သားကင်လဲအရန်ကိုစားကောင်းပါတယ်ဝက်သားကိုတေချာလေး marinate လုပ်ပြီးတော့မှကင်ပြီးတော့ချက်ထားတယ်ပြောရမလားကင်ပြီးတော့တခု something လုပ်ထားတယ်ပြောရမလားမသိဘူးဒါပေမဲ့ရမ်းစားကောင်းပါတယ် beverage ထဲမှာဆိုရင်လည်း beer, cocktail, coffee, tea နဲ့ soft drink တွေကို free flow ပေးထားပါတယ်ရှင်ဒီ buffet ထဲမှာဆိုရင် Grace recommend လုပ်ချင်တာ seafood on ice ပါအရန်ကိုလက်ဆက်ပါတယ်ပြီးတော့အချင်းရင်ဆက်ထားတာအရန်ကောင်းတယ် seafood ချင်းကတော်တော်လေးစားကောင်းတဲ့အခါမှာ seafood လက်ဆက်နဲ့တို့စားပြီးအရန်ကိုအရသာရှိခဲ့ပါတယ် Grace ကတော့ပဇွန်တွေရောကနန်းတွေရောဂုံးတွေရောတူနာတွေရောရေပွဲတွေကို chef plan နဲ့အမုန်းဆွဲခဲ့ပါတယ် dessert ထဲမှာဆိုရင် Grace အကြိုက်ဆုံးကတော့ဒါလေးပါနာမည်ဘယ်လိုခေါ်လဲတော့မသိဘူးသူက coffee နဲ့လှုပ်ထားတာ cream လိုမျိုးလေး Grace က cream ကြိုက်တဲ့သူဆိုတော့ coffee လည်းကြိုက်တဲ့သူဆိုတော့အဲ့ဒါလေးကိုအရန်ကိုကြိုက်ခဲ့ပါတယ်ပြီးတော့ဒီ chocolate cake လေးခါစိတ်လေးနဲ့ကိတ်သားလေးကိုမွတ်နေရောရာသီဥတုပဲပူလို့လား dessert တွေကပဲအရန်ကောင်းနေရလားမသိဘူး Grace စားလိုက်တဲ့တစ်ခုတိုင်းကအကုန်လုံးအရသာရှိနေရပါ dessert တွေကိုတော့လုံးဝ highly recommend ပါဆိုတော့ဒီ buffet ကလေကလေးတွေရော dessert ကြိုက်တဲ့လူတွေကိုအရန်ကို enjoy ဖြစ်မဲ့ buffet ပါ Grace အပြင်ဘက်ကိုထွက်လာလိုက်တာနဲ့ kids corner activities ကိုတန်းပြီးတွေ့ပါတယ်ဒီ Sunday buffet မှာဆိုရင် kids activities တွေပါပါတယ်ဒီနေ့ကတော့ Easter day ဖြစ်တာမလို့တချို့သော activities လေးတွေက specialize အနေနဲ့ပါနေပါတယ်ပုံမှန် Sunday မှာတော့ပုံမှန် activities တွေရှိပါတယ်ရှင် Grace လည်းကလေးတွေနဲ့အတူ Easter day activities တွေကိုဝင်ပြီး enjoy လုပ်ခဲ့ပါတယ်ရှင်ဆိုတော့နောက် Sunday တွေမှာလည်းဒီလို Sunday buffet ကို join တာနဲ့ဒီလိုမျိုး kids activities တွေကအများကြီးရှိနေမှာမလို့ကလေးတွေနဲ့အတူ activities တွေလုံးမုတ်တွေစားပြီး enjoy လုပ်ချင်တဲ့ပပမမတွေအတွက်ရော relaxing and family gatherings အတွက်ဘယ်ကိုသွားရင်ကောင်းမလဲဆိုပြီးနေရာရှာနေတဲ့ချင်းကူတို့အတွက်ရော Grace ကဒီ buffet ရှိတဲ့အကြောင်း sharing လေးလုပ်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲတတာ